သူမကအရင်အတိုင်းပဲလှပပြီးတော့နူးညံ့တဲ့အပြုံးလေးနဲ့ပေါ့ဦးဘိုးထူရဲ့မျက်လုံးထဲမှာမျက်ရည်တွေစို့လာတယ်မင်းကိုနောက်ကျသွားခဲ့တယ်ဒါပေမဲ့ဒီတခါတော့ကိုရောက်လာခဲ့ပြီလို့သူကတိုးတိုးလေးပြောလိုက်တယ်မိန်းကလေးကသူ့ကိုလှည့်ကြည့်လိုက်ပြီးအံ့အားသင့်သွားတယ်သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကအချိန်တွေရပ်တန့်သွားတယ်လို့ပါပဲတီရွယ်ကြွေတန်တွေလေတိုးတန်တွေကြားမှာသူတို့နှစ်ယောက်ရဲ့စကားတန်တွေကပိတ်တင်ထန်နေတယ်ဒါဟာအိမ်မက်မဟုတ်ပဲအမှန်တရားတစ်ခုဖြစ်လာခဲ့ပြီအတိတ်ရဲ့အရေးတွေကပစ္စုပန်နဲ့ပေါင်းဆက်သွားတဲ့အခိုက်အတန့်ပေါ့မေကိုခွင့်လွတ်ပါဦးဘိုးထူးကစကားဆလိုက်တယ်သူတို့နှစ်ယောက်ဟာအချိန်ဆိုတာဘလောက်တန်ဖိုးရှိတယ်လဲဆိုတာကိုစကားပြောဖြစ်ကြတယ်ဦးဘိုးထူးကသူပြင်ဆင်ခဲ့တဲ့နာရီတွေအားလုံးဟာအမှန်တော့ကိုယ့်ရဲ့အတိတ်ကိုပြန်မွေးမှန်ခြင်းနဲ့စံတာတွေပါပဲလို့ဝန်ခံလိုက်တယ်အဲ့ဒီအချိန်မှာပဲအချိန်ခရီးသွားတဲ့နာရီကတုန်ခါလာတယ်အချိန်ကုန်ဆုံးတော့မယ်ဆိုတဲ့အရေးအယောင်ပေါ့သူတို့နှစ်ယောက်နောက်ဆုံးအနေနဲ့တယောက်နဲ့တယောက်အကြည့်ချင်းဆုံလိုက်ကြတယ်ဒီတွေ့ဆုံမှုကသူ့အတွက်နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့အချိန်ဆိုတာဟာအတိတ်ကိုပြင်ဖို့ထက်ပြစ္ဆုတ်ပံမှာပျော်ရွှင်စွာနေထိုင်ဖို့ဆိုတာကိုသူသဘောပေါက်သွားတယ်